မြတ်စွာဘုရားကလူအဖြစ်ကိုရခဲ့တယ်လို့ခေါ်တယ်သို့တော့လူဖြစ်လာတိုင်းတန်မိုးရှိတဲ့လူအဖြစ်ဟုတ်ကဲ့လားတန်မိုးရှိတဲ့လူဘဝဖြစ်အောင်တို့တွေဘယ်လိုကျင့်ဆောင်ရမှာလဲဆိုတာကိုလေသိရှိနားလည်ဖို့တို့တယ်လူဖြစ်ရုံနဲ့တန်မိုးရှိသွားမှာမဟုတ်ဘူးလူဖြစ်ရုံနဲ့လူဖြစ်ကျိုးနှက်သွားတာမဟုတ်ဘူးလူဖြစ်တယ်ဆိုတာအခွင့်အရေးတစ်ခုရရှိခြင်းသာလည်းဖြစ်တယ်အဲ့ဒီရရှိလာတဲ့အခွင့်အရေးကိုအသုံးမချတတ်ဘူးဆိုလို့ရှိရင်လူဖြစ်ကျိုးနှက်မှာမဟုတ်ဘူးပေါ့လူဖြစ်ကျိုးနှက်ဖို့ဆိုတာလူတန်ဖိုးကိုသိရှိနားလည်ပြီးလူဖြစ်ကျိုးနှက်အောင်ဘာတွေလုပ်ရမလဲတို့ဘာတွေရအောင်ဘယ်လိုတွေးတော့ဆင်ခြင်ရမလဲအမှန်တွေးတတ်ဖို့